ဒီလိုလုပ်ငန်းတွေမှာဖြစ်လိဖြစ်တာရှိတဲ့အခက်အခဲလေး၄ချက်ကိုကျွန်တော်ကပြောပြပေးချင်ပါတယ်မင်္ဂလာပါကျွန်တော်တော့ရာဇာမိုးပါခင်ဗျာလက်ရှိ IT Star Software Company မှာ Software Consultant အနေနဲ့တာဝန်ယူထားပါတယ်ခင်ဗျာဒီနေ့မှာတော့လျှက်စစ်ပစ္စည်းဆိုင်တွေမှာမကြာခဏကြုံတွေ့နေရတဲ့အခက်အခဲတွေကို EBS Enterprise Software နဲ့ဘယ်လိုဖြေရှင်းလို့ရလဲဆိုတာကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်လျှက်စစ်ပစ္စည်းဆိုရင်များသောအားဖြင့်ကျွန်တော်တို့လက်လီလက်ကရောင်းချမယ်ဒါမှမဟုတ် distribution ထိလုပ်ကြပါတယ်ဒါကြောင့်ဒီလိုလုပ်ငန်းတွေမှာဖြစ်လိဖြစ်တာရှိတဲ့အခက်အခဲလေး၄ချက်ကိုကျွန်တော်ကပြောပြပေးချင်ပါတယ်နံပါတ်1အနေနဲ့လျှက်စစ်ပစ္စည်းဆိုင်တွေမှာပစ္စည်းဈေးနှုန်းတွေကမကြာခဏပြောင်းလဲတတ်ပါတယ်customer တွေအနေနဲ့ဈေးနှုန်းတွေမေးလာတဲ့အခါမှာလည်းပဲလုပ်ငန်းတွေဘက်ကနေပြီးတော့ update ဈေးနှုန်းမပြန်သေးတာကြောင့်ချက်ချင်းမပြောနိုင်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်ခင်ဗျာဒါကြောင့်ဒီလိုရောင်းဈေးအခက်အခဲတွေပြည်လည်စေဖို့ကျွန်တော်တို့ EBS Enterprise Software ထဲမှာဆိုရင်ကွန်ပျူတာကနေဝယ်ဈေး update လုပ်လိုက်တာနဲ့ရောင်းဈေး auto လိုက်ပြောင်းလုပ်လို့ရပါတယ် customer တွေကိုရောင်းဈေးပို့ပေးတဲ့အခါမှာလည်းပဲပုံတွေစာတွေပို့စရာမလိုဖုန်းနဲ့ပြောစရာမလိုဘဲနဲ့ price list link ပို့ပေးလို့ရပါတယ်customer တွေကနေပြီးတော့ link ချက်နှိပ်လိုက်တာနဲ့ရောင်းဈေး update တွေကိုလည်းသိရှိသွားမှာပဲဖြစ်ပါတယ်။နောက်ဝန်ထမ်းတွေအနေနဲ့လည်း customer တွေကိုဈေးနှုန်းရှင်းပြရတဲ့အခါမှာဈေးနှုန်းတွေကိုအလွတ်ရနေစရာမလိုတော့ပါဘူး။ကျွန်တော်တို့ EBS Enterprise Software ထဲမှာဆိုရင် computer software ထဲမှာသာမက mobile tablet ကနေပါဈေးနှုန်းတွေကိုအလွယ်တကူကြည့်ပြီးပြောလို့ရနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်2အနေနဲ့ stock တွေကိုတိတိကျကျမသိရတာကြောင့်ပစ္စည်းပြတ်တာမျိုးတွေပစ္စည်းတွေကိုမလိုအပ်ဘဲနဲ့ပိုဝယ်မိတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ဒါကြောင့် stock မပြတ်အောင်ဆိုရင် EBS Enterprise Software ထဲမှာ minimum နဲ့ maximum stock limitation တွေသတ်မှတ်ထားလို့ရပါတယ်။လက်ကျန်တဲ့နေရင်လည်းဘယ်ပစ္စည်းတွေကိုဘယ်လောက်မှားရမလဲဆိုတာကိုပြသပေးနိုင်တာကြောင့်မှာယူရမယ့်ပစ္စည်းကိုလိုက်ရှာနေစရာလည်းမလိုတော့ပါဘူးခင်ဗျာ။နံပါတ်3ချက်အနေနဲ့ distribution လုပ်ငန်းတွေမှာအရောင်းကားတွေကို manage လုပ်နိုင်ဖို့ကလည်းအရေးကြီးပါတယ်။လုပ်ငန်းဘက်ကနေပြီးတော့သတ်မှတ်ထားတဲ့ဝေးလန်းကြောင်းတွေပေါ်မှာအရောင်းကားတွေကအမှန်တကယ်ရောက်မရောက်သိချင်တာမျိုးတွေဝေးလန်းကြောင်းပေါ်မှာရှိတဲ့အရောင်းဝန်ထမ်းတွေတဲ့ရောင်းအားတွေကိုသို့မဟုတ်သူ့ရဲ့လက်ကျန်တွေကိုအချိန်နဲ့တပြေးညီသိချင်တာမျိုးတွေလည်းရှိတတ်ပါတယ်ခင်ဗျာဒီချက်တွေကိုဖြေရှင်းဖို့ဆိုရင် EBS Enterprise Software ထဲမှာရောင်းသမားတွေကို mobile tablet နဲ့ software ပေးသုံးထားပြီး GPS ဖွင့်ထားပေးပါကအရောင်းကားတွေရဲ့တွာလာမှုအခြေအနေတွေကိုအနည်းဆုံးသုံးသပ်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ Cloud System ဖြစ်တဲ့အတွက် mobile tablet ကနေဘောင်ချဖြတ်လိုက်တာနဲ့အရောင်းစည်းနဲ့ပစ္စည်းလက်ကျန်တွေကိုစိုင်မရုံမှအချိန်နဲ့တပြေးညီသိရှိနိုင်ပါတယ်ခင်ဗျာနောက်ဆုံးအချက်အနေနဲ့ကျွန်တော်ပြပြပေးချင်တာကလျှက်စစ်လုပ်ငန်းတွေမှာ promotion plan တွေကိုရောင်းအားမြင့်တင်ဖို့အသုံးပြုလာကြပါတယ်။ဒါကြောင့် promotion တွေကိုမှန်ကန်တိကျစွာထည့်ဖို့လည်းလိုအပ်လာပါတယ်။ပြီးတော့ယနေ့ခေတ်မှာ customer တွေကပစ္စည်းဝယ်ယူတဲ့အခါမှာဘယ်ကိုပြီးချင်းကိုသက်သာစေဖို့ပိုလိုလာကြပါတယ်။ကျွန်တော်တို့ EBS Enterprise Software ထဲမှာဆိုရင် customer တွေအတွက် promotion plan တွေကိုကြိုတင်သတ်မှတ်ထားပြီးရောင်းပေါင်ချဖွင့်တဲ့အခါမှာ promotion plan တွေ auto ကျအောင်လုပ်လို့ရပါတယ်။ရောင်းဝန်ထမ်းတွေပေါင်ချပြတ်တဲ့အခါမှာလည်း promotion plan တွေကိုအသေးစိတ်လိုက်မှန်နေကြလည်းမလိုတော့ပါဘူးခင်ဗျာ။ customer တွေအတွက်အချိန်ကုန်သက်သာအောင် online marketplace system လေးလုပ်ပေးထားတာကြောင့် order မှာတာကျွေးစင်းတိုက်ရတာတွေကပုံမှန်လည်းကူလာစေမှာပဲဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ပြောသွားတဲ့အချက်တွေနဲ့ပတ်သက်လို့လူချင်းမင်းတို့လုပ်ငန်းတွေမှာလိုအပ်နေတဲ့အချက်တွေကိုမြင်သွားမယ်လို့ယုံကြည်ပါတယ်ကျွန်တော် IT Star ရဲ့ EBS Enterprise Software ကိုစိတ်ဝင်စားရဆိုရင် software team ကိုလည်းအခမဲ့လာရောက်ပြသပေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ